ရတဲ့သူရှိလားလက်ထောက်ပြီလားအဲ့တော့စင်ကာပူမှာဆိုတော့အမိုက်တစ်လို့ရလားအမိုက်တစ်ဘူးလားစင်ကာပူမှာဒီလိုရပြောလို့ရှိရင်တန်ရိုက်မှာပြီးတဲ့အခါမှာသူ့ရဲ့ပတ်ဝန်းကျင်ကင်းတယ်ပြီးတော့ city map တော့တိုင်းရောက်တယ်ဟုတ်တယ်နော်အဲ့တော့ city map မှာဆိုရင်အမိုက်တစ်လို့ရတယ် city map လို့ပြောတာရအောင်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ကင်းတယ်အဲ့လိုမှမဟုတ်ပဲကိုကနေရာရှိဖို့သွားတယ်အမိုက်ပုံသားတစ်ခုတော့ရောက်တယ်ဆိုတော့အမိုက်ပုံသားမှာဆိုရင်တော့အမိုက်တစ်တယ်ဘာဖြစ်လို့လူတွေရဲ့ behavior ရှင်းဖြစ်တာလဲပတ်ဝန်းကျင်ပေါ်မှာညီတွေပြီးတော့မကောင်းတဲ့ပတ်ဝန်းကျင်မှာမကောင်းလို့ပြုနေထိုင်မယ်ကောင်းတဲ့ပတ်ဝန်းကျင်မှာဆိုကောင်းလို့လေငါတို့နေမယ်ဆိုတဲ့ဟာကရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ community ကိုကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်အောင် physically ရတယ်ပြောင်းဖို့လိုအပ်တယ်အဲ့ဒီကြောင့်လို့ကောင်းလာလို့ကြားလဲဆိုရင် 5S ကိုလုပ်ရတယ် 5S ကိုတော့ပြင်ပြီးလေနေရဆိုတော့ဒါတွေကောင်ကဘာလုပ်နေရလဲဆိုရင် paradigm shift ကိုသွားနေရတယ်အရင်တော့က overly system တွေကနေမှဖြစ်သွားတော့ပိုကောင်းတဲ့ဘက်ကိုပြောင်းလဲဖို့အတွက်ကျွန်တော်သင်ပေးခဲ့တယ်အဲ့ဒါတွေ align ပြန်ဖြစ်ဖို့အတွက်အခုကတော့ဒီမနေ့ကတက်တဲ့သူနဲ့ဒီတက်ကဒီဓာတ်တွေနဲ့ပြန် align လုပ်ပေးတာပေါ့နော်ဒါကဒီနေ့ leadership training ဖြစ်တဲ့အတွက်အဲ့ဒါတွေကကျွန်တော် align ဖြစ်ဖို့လိုရယ်ဒါတွေကကျွန်တော်တိုးတက်ပြောင်းလဲအောင်လုပ်ရမယ်